အာရာဖတ်အကြောင်းလေးကိုပေါ့နည်းနည်းလေးကျွန်တော်သိတယ်လို့ပေါ့နော်အာရာဖတ်တွေမှာလည်းပဲအာရာဖတ်တွေအပ်တဲ့အခါမှာကျွန်တော်တော်တော်များများကြည့်တယ်ဟို grade တွေအများကြီးတွေ့ရတယ်ခင်ဗျအာရာဖတ်မှာလည်းစိတ်ဝင်စားဖို့ကောင်းတာ grade 10မျိုးလောက်ပါတယ်ခင်ဗျသူက grade တွေက AH AHL AS MH MHL MS MZ MZG ဆိုပြီးတော့10မျိုးတောင်ရှိတယ်ခင်ဗျအာရာဖတ်မှာလည်းပဲနောက်ပြီးတော့ဒီအာရာဖတ်ကဒီခုနပြောတဲ့ AH AHL AS ပေါ့နော်ဒီလို A နဲ့စတဲ့ဒီဟိုပါပေါ့ chassis မှာပေါ့ A နဲ့စတဲ့ဟာတွေဆိုရင်သူက 2.4 VVDI နဲ့အဲ့ engine ကိုသုံးတာတွေ့ရတယ်ခင်ဗျဒီ MZ တို့ MH တို့ MHL MZG တို့ပေါ့နော်အဲ့လို M နဲ့စတဲ့ဟာတွေဆို